Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျဒီကနေ့မှာတော့ကျွန်တော်တို့အသင်ပရိသတ်တွေတော်တော်လေးကို short ဖြစ်စေသွားမယ်အပြောင်းအရွှေ့နဲ့ဆိုင်တဲ့သတင်းတစ်ပုဒ်အကြောင်းဆွေးနွေးသွားချင်ပါတယ်ခင်ဗျအားလုံးသိကြတဲ့အတိုင်းပဲနေရာဒီအပြောင်းအရွှေ့ကာလကိုရောက်တော့မှဆိုတော့သတင်းတွေကအမျိုးမျိုးကိုတက်လာနေတာပါဒါပေမဲ့လည်းအခုသက်ဆန်းကဖော်ပြလိုက်တဲ့သတင်းကတော့ကျွန်တော်တို့ United အသင်းပိုင်ရှင်ဖြစ်တဲ့စာကျင်ရက်ဂရက်ကအသင်းကိုရှင်းလင်းရေးအစီအစဉ်ကြီးပြုလုပ်တော့မယ်ဆိုတဲ့သတင်းပါပဲသတင်းရဆိုရင်တော့ကျွန်တော်တို့ရဲ့အုံနာဖြစ်တဲ့စာကျင်ရက်ဂရက်ဟာဒီအနေမှာကစားသမားတော်တော်များများကိုရောင်းထုတ်ပြီးပေါင်တန်း100နီးပါးရှာဖွေဖို့ရည်မှန်းထားတယ်လို့လည်းသိရပါတယ်ဒီနေရာမှာအံ့ဩစရာကောင်းတာကသူရောင်းထုတ်သွားမဲ့ကစားသမားတွေရဲ့ဇင်းတွေထဲမှာအိုနာနာဟိုင်လန်ရက်ဖို့တို့တွေမကပဲနဲ့မကြသေးခင်ကမှခေါ်ယူထားတဲ့ဥဂါဒေးနဲ့ဇက်ဇီးတို့တော်ပါဝင်နေပါတယ်ဒါရင်မဲလားဆိုတော့လည်းမဟုတ်သေးပါဘူးအသင်းရဲ့လာစားပေးချင်မှုပမာဏကိုလည်းရှော့ချဖို့အတွက်ကက်စမဲရိုဆန်ချိုမလာစီယာတို့လိုကစားသမားတွေကိုလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထပ်ခွာခွင့်ပေးတော့မယ်လို့လည်းသိထားရပါတယ်ကဲပရိသတ်ရောဘယ်လိုမြင်ကြလဲဗျဒီသတင်းကသက်ဆန်းကတက်လာတာဆိုတော့ရန်ကုန်ပြည်တော်ယုံကြည်ဖို့ခက်ပေမဲ့စာချင်းရဲ့လက်ထက်မှာအသင်းကိုအကြီးအကျယ်ပြောင်းလဲခြင်းနေတာကတော့အမှန်ပါဒါပေမဲ့တကယ်ပဲဟိုင်လန်တို့လိုအိုနာနာတို့လိုကစားသမားတွေကိုတရားဒီနေရာဒီအတွင်းမှာပဲပြန်လဲရောင်းထုတ်မလားဆိုတာကတော့စဉ်းစားစရာပါအသင်းကိုအစ်စ်ကနေပြန်စခြင်းတဲ့သဘောလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်ခင်ဗျနောက်ရာဒီမှာချန်ပီယံလိဂ်ဝင်ခွင့်ရှိတဲ့အတွက်ကစားသမားတွေရောင်းထုတ်ဖို့လည်းကျွန်တော်တို့လိုအပ်နေပါသေးတယ်အမှပဲကျွန်တော်တို့ပတ်စံများများဒီနေရာဒီပြောင်းရွှေ့ကာလမှာပတ်စံတော့သုံးနိုင်မှာပေါ့လေပရိသတ်တွေနေရောအခုထပ်ပေါ်နေတဲ့ရောင်းထုတ်မဲ့ကစားသမားစင်းတွေပေါ်ဘယ်လိုမြင်ကြလဲဘယ်သူတွေကိုရောင်းထုတ်တင်လဲမရောင်းထုတ်တင်ဘူးလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးတတ်ကြပါဦးခင်ဗျဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လေးလုပ်ဖို့မေ့ကြပါနဲ့ဟုတ်နောက်ထပ် United သတင်းတွေရှိရင်လည်းအခုလိုပဲအမြန်ဆုံးတင်ဆက်နိုင်ဖို့ကြိုးစားသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်